ကားဝါသနာရှင်တွေအနေနဲ့ဒီစင်ဆာတွေကိုမြင်ဘူးကြားလိမ့်မယ်လို့ထင်ပါတယ်ဒီစင်ဆာတွေကဘာအတွက်တက်ထားတာလဲဆိုတာရဲ့ဒီစင်ဆာတွေပြတ်သွားရင်ကားကဘာဖြစ်တက်လဲဆိုတာရဲ့ကိုအပြည့်အစုံသိချင်ရင်ဒီဗီဒီယိုလေးကိုစုံအောင်ကြည့်သွားပေးပါကာမီကိုအယောင်တွေပြောင်းလာရင်အင်ဂျင်ကဘာဖြစ်တက်လဲဆိုတာကိုလည်းရှေ့ဗီဒီယိုမှာတင်ပေးထားတာမို့လို့ကျွန်တော် channel ထဲမှာသွားကြည့်လို့ရပါတယ်ကဲ intro လေးပြီးရင်စလိုက်အောင်ကားမောင်းနေရင်ဒိုင်ကွက်မှာအဝါရောင်အင်ဂျင်ရှက်မီလေးရုတ်တရက်လင်းလာပြီဆိုရင်ကျွန်တော်တို့ကားသမားတွေအရင်ဆုံးရင်ထိတ်သွားတတ်ကြပါတယ်စက်ပြင်ဆရာစီမရောက်ခင်ကိုကားကဘာဖြစ်သွားလဲဆိုတာကိုသိချင်စိတ်လည်းများနေတတ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကားတစ်စီးလုံးရဲ့အာရုံကြောစနစ်တွေဖြစ်တဲ့အဲ့ဒီအင်ဂျင်ရှက်မီကိုလင်းစေတဲ့အဓိကတရခံစင်ဆာတွေအကြောင်းကိုအသေးစိတ်ခွဲခြမ်းစိတ်ဖြာပေးသွားမှာဖြစ်ပါတယ်ကားမှာပါတဲ့စင်ဆာတွေကဘယ်နားမှာရှိလဲဘာတွေအလုပ်လုပ်ပေးလဲသူတို့ပြတ်ရင်ဘာတွေဖြစ်တယ်လဲဆိုတဲ့ကောင်းကျိုးဆိုးကျိုးတွေကိုဒီဗီဒီယိုလေးမှာအကုန်လုံးနားလည်သွားအောင်ရှင်းပြပေးသွားမှာပါပထမဦးဆုံးကျွန်တော်တို့အင်ဂျင်ရဲ့အသက်တမျှအရေးအကြီးဆုံးစင်ဆာကနေစလိုက်အောင်ဒါကတော့ camshaft position sensor အတူကအားဖြင့် CKB စင်ဆာလို့လည်းခေါ်ပါတယ်သူ့ကိုအင်ဂျင်ဘလောက်အောက်ရှိ crankshaft နားမှာတက်ဆင်ထားပါတယ်သူ့ရဲ့အလုပ်လုပ်ပုံကတော့ crankshaft ကြီးလေပတ်သွားတဲ့အခါအဲ့ဒီမှာတက်ထားတဲ့သွားရလေးကစင်ဆာရှိကိုဖြတ်သွားပါတယ်အဲ့ဒီအခါစင်ဆာကအင်ဂျင်လေပတ်လို့ RPM ဘလောက်ရှိနေတယ်ဆိုတာနဲ့စလင်ဒါတွေက piston တွေဘယ်နေရာကိုရောက်နေပြီလဲဆိုတာကိုကားကွန်ပျူတာဖြစ်တဲ့ ECUC ကိုအတိအကျသတင်းပို့ပေးပါတယ်ဒီစင်ဆာကသာ piston အပေါ်ရောက်နေပြီလို့ပြောမှသာ ECU ကပလက်မီဘယ်ချိန်ပွင့်ရမလဲစီဘယ်ချိန်ဖြင်းရမလဲဆိုတာကိုအမိန့်ပေးနိုင်တာပါသူသာမရှိရင်အင်ဂျင်ဆိုတာတန်တုံးကြီးတက်ပါပဲဒီစင်ဆာပြတ်သွားရင်ဘာဖြစ်မလဲတကယ်လို့ဒီစင်ဆာသာပြတ်သွားပြီဆိုရင်တော့အဆိုးဆုံးပါပဲကွန်ပျူတာကအင်ဂျင်လေနေမှမသိတော့တဲ့အတွက်ကားတော့လှည့်လိုက်ရင်စတက်တာတော့လေမယ်ဒါပေမဲ့ဆက်လုံးဝနိုးမှာမဟုတ်ပါဘူးကားမောင်းနေရင်ပြတ်သွားရင်လည်းရှက်ချင်းဆက်ထိုးရက်သွားပါလိမ့်မယ်ဒုတိယတစ်ခုကတော့ခုနကကောင်းတဲ့အမြဲအလုတ်တွဲလို့ရတဲ့ camshaft position sensor ပါသူ့ကိုတော့ engine အပေါ်ပိုင်း cylinder ခေါင်းရဲ့ camshaft နားမှာရှိပါတယ်ဒီ sensor ရဲ့အလုတ်လုပ်ပုံကတော့ engine ထဲကိုလေဝင်ဖို့နဲ့အိတ်ဇောငွေ့တွေထွက်ဖို့အတွက်ဗားတွေကိုဘယ်ချိန်ဖွင့်လဲပိတ်လဲဆိုတာကို ECUC သတင်းပို့ပေးပါတယ်အောက်က crankshaft sensor ရဲ့အပေါ်ကဒီ camshaft sensor ရဲ့နှစ်ခုပေါင်းပြီးသတင်းပို့မှသာ engine ရဲ့တိုင်ပင်ကအတိအကျမှန်ကန်ပြီးစွမ်းဆောင်ရည်အပြည့်အဝရမှာပါဒီ sensor ပြတ်သွားရင်ဘာဖြစ်မလဲသူပြတ်သွားရင်တိုင်ပင်လွဲသွားပါပြီအဲ့ဒီအခါကားဆက်နိုးရခတ်သွားမယ်ကားရက်ထားရင် engine တုံနေမယ် engine တွေကအတန်ဖောက်ပြီးလွဲလျှော့တာတွေဖြစ်လာပါလိမ့်မယ်လီဗာနင်းရင်လည်းကားကအစွဲယုံတော်တော်လေးကျသွားပါလိမ့်မယ်အင်ဂျင်တွေကိုဓာတ်ဆီဝင်ဖို့အတွက်လေကလည်းလိုအပ်ပါတယ်လေဘလောက်ဝင်လဲဆိုတာကိုတိုင်းတာပေးတာကတော့တတိယမြောက် mass airflow သို့မဟုတ် MAF sensor ပါသူ့ကိုလေစစ် air filter နဲ့လေဝင်ပေါက်ကြားကပိုက်လိုင်းမှာတက်ဆင်ထားပါတယ်ဒီ sensor ရဲ့အလုပ်လုပ်ပုံကတော့ဒီ sensor ထဲမှာအပူပေးထားတဲ့ဝါယာကြိုးမြင်လေးတွေပါပါတယ်အင်ဂျင်ကလေကိုစုပ်သွင်းလိုက်တဲ့အခါအဲ့ဒီလေအေးတွေကြောင့်ဝါယာကြိုးလေးအေးခဲသွားပါတယ်မူလအပူချိန်ပြန်ရအောင် ECU ကလျှက်စစ်ဘို့အားကိုပို့ပေးရပါတယ်အဲ့ဒီဘို့အားအပြောင်းလဲကိုကြည့်ပြီးလေဘလောက်တိတ်သေးစားနဲ့ဝင်နေလဲဆိုတာကိုအတိအကျတွက်ပါတယ်လေဝင်တဲ့ပမာဏကိုအတိအကျသိမှသာစီဘလောက်ဖြန်းပေးရမလဲဆိုတာကို ECU ကသိပြီးတော့တွက်ချက်ပေးနိုင်မှာပါဒီစင်ဆာပြတ်သွားရင်ဘာဖြစ်မလဲဆိုတော့လေစစ်မကောင်းလို့ဖုံတွေဝင်လာပြီးစင်ဆာညစ်ပတ်သွားရင်ပဲဖြစ်ဖြစ်ပြတ်သွားရင်ပဲဖြစ်ဖြစ် ECU ကလေဝင်နှုန်းကိုမှားဖတ်မိပါလိမ့်မယ်အကျိုးဆက်ကတော့ကားကလီဗာဆွဲလို့မရပဲဆက်ငင်ဖြစ်မယ်စီစားအရန်များသွားမယ်မနှက်ဆက်နှိုးပြီးရင်ခဏနေပြန်တည်သွားတတ်ပါတယ်စီစားတက်တာခြင်းနဲ့ကားပိုင်ရှင်တိုင်းမဖြစ်မနေတည်ထားတင်တာကတော့စတုတ္ထမြောက်အောက်ဆီဂျင်စင်ဆာသို့မဟုတ် O2 စင်ဆာပါပဲသူ့ကိုအင်ဂျင်ကထွက်လာတဲ့အိတ်ဇောပိုက်လိုင်းကြောင်းပေါ်မှာတက်ဆင်ထားပါတယ်သူ့ရဲ့အလုပ်လုပ်ပုံကတော့အင်ဂျင်ထဲမှာစီနဲ့လေပေါက်ကွဲသွားပြီးထွက်လာတဲ့မီးခိုးငွေ့တွေထဲမှာမလောင်ကျွမ်းမဲ့ကြံ့နေခဲ့တဲ့အောက်ဆီဂျင်ဘယ်လောက်ရှိလဲဆိုတာကိုသူကအာရုံခံပါတယ်အကယ်လို့အိတ်ဇောငွေ့ထဲမှာအောက်ဆီဂျင်များနေရင်စီနည်းနေတယ်လို့သတ်မှတ်ပြီး ECU ကိုစီပိုဖြန်းပေးလို့ပြောပါတယ်အောက်ဆီဂျင်နည်းနေရင်တော့စီတွေများနေပြီးရှော့ဖြန်းလို့သတင်းပို့ပါတယ်
ဒီလိုအပြန်အလှန်ရှိတ်ဆက်ပြီးစီလေအရှိုးအစားကိုအတိအကျဖြစ်အောင်အမြဲရှိတ်ညှိပေးနေတာပါဒီစင်ဆာလေးပြတ်သွားပြီဆိုရင်တော့ ECU ဟာအင်ဂျင်ကိုကာကွယ်ဖို့အတွက်စီကိုလိုတာထက်အများကြီးပိုဖြန်းပေးလိုက်ပါတယ်အဲ့ဒီအခါစီစားနှုန်းကလည်းတိတိတတ်တာကိုများလာပါလိမ့်မယ်နောက်ပိုင်းအိတ်ဇောကနေမကောင်းတဲ့အစိမ့်ငွေတွေထွက်လာတဲ့အတွက်တဘာဝပတ်ဝန်းကျင်ကိုလည်းထိခိုက်စေပါတယ်နောက်ထပ်စင်ဆာတစ်ခုကတော့အင်ဂျင်အပူမလွန်ကဲအောင်ထိမ့်သိမ်းပေးတဲ့အင်ဂျင်ကူလန့်တမ်ပရက်ရှာစင်ဆာပါ ECD စင်ဆာလို့လည်းခေါ်ပါတယ်ဒီစင်ဆာကိုအင်ဂျင်ဘလောက်ကနေရေတိုင်ကီစီသွားတဲ့ရေပိုက်ကောင်အနီးနားမှာတက်ဆင်ထားပါတယ်ဒီစင်ဆာရဲ့အလုပ်လုပ်ပုံကတော့အင်ဂျင်ကိုအေးခံပေးတဲ့ကူလန့်ရဲ့အပူချိန်ကိုအမြဲတိုင်းတာနေပါတယ်ရေပူလာရင်ရေတိုင်ကီပန်ကာကိုဖွင့်ခိုင်းမယ်အင်ဂျင်အေးနေတဲ့အချိန်ဆိုရင်စီပူဖြန်းပေးဖို့အတွက်ကွန်ပျူတာကိုအချက်ပြပါတယ်တကယ်လို့ဒီစင်ဆာကအင်ဂျင်ပူနေတယ်လို့အချက်လက်မှားပေးနေရင်မနက်ပိုင်းအေးနေချိန်စကတ်ဆက်နိုးရအရန်ခတ်သွားပါမယ်စန့်ကျင်ဘက်အနေနဲ့အင်ဂျင်အေးနေတယ်လို့မှားပို့မိရင်စီတွေကအမြဲပိုဖြန်းနေလို့စီစားများပါမယ်အဆိုးဆုံးကတော့အင်ဂျင်အပူချိန်အမှန်ကိုမသိရတဲ့အတွက်ကွန်ပျူတာကရေတိုင်ကီပန်ကာကိုဆက်နိုးတာနဲ့အမြဲတမ်းလေခိုင်းနေတတ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကားတစ်စီးအတွက်အရေးကြီးဆုံးစင်ဆာ၅မျိုးရဲ့သဘောတရားကိုအသေးစိတ်ရှင်းပြပေးခဲ့တာပါကားမှာပါတဲ့စင်ဆာတွေကလူရဲ့အာရုံကြောတွေလိုပါပဲတစ်ခုနဲ့တစ်ခုအပြန်အလှန်ရှိတ်ဆက်အလုံးလုံးနေကြတာပါဒါကြောင့်အင်ဂျင်ရှက်ပြီးလင်းလာတိုင်းလစ်လျူမရှုထားပဲတက်ကျွမ်းတဲ့စက်ပြင်ဆရာတွေနဲ့ OBD2 စကန်နာထိုးပြီးစနစ်တကျစစ်ဆေးသင့်ပါတယ်ဗီဒီယိုရမ်းရှည်သွားမှာဆိုလို့ကျန်တဲ့စင်ဆာတွေအကြောင်းကိုနောက်ဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်လို့ like and subscribe လေးလုပ်ပေးသွားကြပါအောင်ဗျာ